တနက်တန်ဒီနေ့ကတော့ဝတ်သားတုတ်တုတ်လေးလှုပ်ရှားမှာဖြစ်ပါတယ်ရှင်အခုဆိုရင်တော့ဈေးကနေစုံလုံးစီနေအောင်ဝယ်လာတဲ့ဝတ်သားတွေကိုပေါ့နော်ရေးဆေးမှာဖြစ်ပါတယ်ရှင်ကဲအခုကတော့ဝနှလုံးလေးကိုရေးဆေးမယ်ဒါလေးကတော့အားလုံးကြိုက်တဲ့အသုံးသက်သားလေးပေါ့နော်အခေါက်လေးကိုလည်းရေးဆေးကြမယ်ကဲအသေးနဲ့ကြိုက်တော့အသေးလေးကိုလည်းပို့ဝဲခဲ့တယ်ပေါ့နော်ဝက်ဥဆိုလဲတအားကြိုက်တော့လေဥနှစ်မျိုးစလုံးကိုဝဲခဲ့လိုက်တယ်အခုဆိုရင်တော့အားလုံးကိုရေးဆေးပြီးတော့တက်ပြီးပြီးသွားပြီပါလိမ့်မယ်အခုဆိုရင်တော့အရသာရှိတဲ့ဝတ်သားတုတ်တုတ်လေးရပါပြီရှင်အခုဆိုရင်စားချင်းစရာကောင်းတဲ့ဝတ်သားတုတ်တုတ်အစုံပန်းလေးရပါပြီရှင်